ဒီပုံပြေလေးကတော့အချစ်အကြောင်းပါအသက်60ရှိပြီဖြစ်တဲ့မုဆိုးမတဦးနဲ့42နှစ်အရွယ်အမျိုးသားတဦးတို့ရဲ့စိတ်ခံစားမှုပြင်းထန်တဲ့ဇလန်းပဲဖြစ်ပါတယ်ကျမရဲ့ဒီစိတ်လှုပ်ရှားစရာဇလန်းကိုမစတင်ခင်မှာပရိသတ်ကြီးနေနဲ့ကျမတို့ရဲ့ရုပ်တံလိုင်းကိုစည်ရန်သွင်းပြီးနှစ်သက်ကြောင်းအားပေးမှုပြုခဲ့ဖို့မေတ္တာရက်ခံပါတယ်ကဲကျမဒေါ်ဆန်းယူရဲ့လှုပ်ဝက်ချက်ဒီကိုစတင်နားဆင်လိုက်ပါတော့ຫນွေဦးရဲ့ညနေခင်းကအေးမြပဲမဲ့အိတ်ခမ်းထဲကလေတူကတော့ထူးခြားစွာပူနွေးနေတယ်။ဘသူမှမရှိရဲ့ဒီခန်းထဲမှာကျမတယောက်တည်းနိုင်ရန်ကမှန်ကိုငေးခိနေမိတယ်။အသက်60ပြည့်ပြီဖြစ်တဲ့ကျမဒေါ်ဆန်းယူရဲ့ခန္ဓာကိုယ်ဟာအရင်ကလိုတင်းရင်မှုမရှိတော့ဘူးဆိုတာကိုကျမသိတယ်။ဒါပေမဲ့ဒီညနေမှာကျမမြင်နေရတဲ့ပုံရိပ်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအရာတစ်ခုကိုအမှတ်ရစေတယ်။မှန်တဲ့ကမြင်ကွင်းကိုမျက်လုံးမလွဲပဲကျမရဲ့လက်ချောင်းကလေးဟာပေါင်သားတစ်ချောင်းဖြည်းဖြည်းချင်းလျှောရှင်းသွားတယ်။အသားအရည်ကအနှဲငယ်ရော့ရဲနေပေမဲ့ကျမရဲ့လက်ဖွားအောက်မှာခံစားနေရတဲ့နှွေးထွေးမှုကအရင်တုန်းကချစ်သူရဲ့ခန္ဓာကိုယ်လိုပဲထူးဆန်းစွာစိတ်လှုပ်ရှားစရာကောင်းနေခဲ့တယ်။တကူလုံးမှာတိတ်ဆိတ်ငြိမ်သက်နေတဲ့ခံစားချက်တွေဟာအခုမှရုတ်တရက်လှုပ်ရှားလာသလိုပဲအဲ့ဒီအချိန်မှာဘာရည်ရွယ်ချက်မှမရှိပဲရေချိုးခန်းထဲကမှန်တစ်ချက်ပေါ်ကနေကျမရဲ့မျက်လုံးတွေဟာအပြင်ဘက်ကိုရောက်သွားခဲ့တယ်။ကျမခမင်းတဲ့ကွယ်လွန်သွားတာ3နှစ်ရှိပြီ။ကယောဂကြီးကြောင့်အရာရာဟာလီမြန်လွန်းနေ။အိမ်ကြီးကကြီးလွန်းပြီးကျမရဲ့တကိုယ်တဲ့ဘဝကညင်းငွေးစရာကောင်းလာပြီ။ခြံထဲကအပင်တွေကကျမရဲ့အပန်းဖြေရာတခုတည်းသောနေရာပဲ။အရင်တုန်းကကျမခမင်းတဲ့ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့နင်းကြီးပင်တွေဟာအခုတော့အကောင်းဆုံးအခြေအနေရောက်နေတယ်။ဒါဒီအားလုံးဟာအလုသမားအသစ်တယောက်ကြောင့်သူ့နာမည်ကကိုမျိုးအသက်က42နှစ်ကျမထက်အသက်18နှစ်ငယ်တယ်။သူကခြံထဲမှာအလုပ်လုပ်ကတလားလောက်ပဲရှိသေးတယ်။ပုံမှန်ဆိုရင်ကျမကအလုသမားတွေနဲ့စကားမပြောဘူး။ဒါပေမဲ့ကိုမျိုးရဲ့အလုပ်လုပ်ပုံကထူးခြားတယ်။သူကခန္ဓာကိုယ်တန်မာတယ်။အပင်တွေကိုဂယုစိုက်ပုံကအယမ်းကိုအသေးစိတ်ကြတယ်နေဘူးထဲမှာချွေးတွေဆိုရွဲနေတဲ့သူ့ရဲ့ကြောပြင်ရာကျွမ်းမသားနေဟာအင်းကြီးပါအောင်မှာအထင်းသားပေါ်နေတယ်။ကျမမသေးစိတ်ကအမြဲတမ်းသူ့ကိုစောင့်ကြည့်နေမိတယ်။ဒီနေ့တော့သူကနင်းစီပင်အောင်မှာဒူးထောင်ပြီးမြေစီလွာတွေကိုဂယုတဆိုင်ကန့်တွယ်နေမိတယ်။သူ့လက်တွေကကျွမ်းကျင်ပြီးကြမ်းတမ်းပေမဲ့ပန်းပွက်လေးတွေကိုထိတဲ့အခါအလိုနူးညံ့နေခဲ့တယ်။ဒီမြင်ကွင်းကကျမကိုဆွဲဆောင်နေခဲ့တယ်ခဏတာတော့ကျမရဲ့အသက်60ဆိုတဲ့အတိတရားကိုမေ့လျော့နေခဲ့တယ်။ကျမမှန်ပေါင်ကိုလက်နဲ့အသားရဖိကိုင်လိုက်တယ်။အခုလေးတင်ခံစားခဲ့ရတဲ့ပူနွေးမှုကကျမရဲ့အသားရည်ပေါ်မှာကြမ်းရှိနေတုံးပဲ။အဲ့ဒီအချိန်မှာပဲကိုမျိုးကရုတ်တရက်သူ့ရဲ့ကကြီးကိုမြေပေါ်ချပြီးဂုံးကိုမှောက်ကြည့်လိုက်တယ်။ကျမတို့မျက်လုံးကြီးစုံမိသွားတယ်။နေရောင်ကြီးကသူ့မျက်နှာကိုထိတွေ့နေတယ်။သူ့မျက်လုံးတွေကဒိုင်းရိုင်းနဲ့ပြင်းထန်တယ်။အယိုးသေးပေးတဲ့အကြည့်မဟုတ်ပဲတတိထားမိတဲ့အကြည့်အဲ့ဒီအကြည့်ကကျမကိုချောင်းလန့်စေသလိုပဲ။ကျမကမျက်နှာကိုချက်ချင်းလွှဲဖယ်လိုက်ရမလားဒါမှမဟုတ်ဒီတိုင်းပဲစက်ကြည့်နေရမလားမသိဖြစ်နေခဲ့တယ်။ကျမဆုံးဖြတ်ချက်မချနိုင်ခင်မှာပဲကိုမျိုးကကျမကိုစိုက်ကြည့်နေကကိုရပ်တန့်လိုက်တာမဟုတ်ဘူး။သူ့မျက်နှာပေါ်ကအပြုံးတစ်ခုကိုဖြည်းဖြည်းချင်းဆွဲတင်လိုက်တယ်။အဲ့ဒီအပြုံးကကျမရဲ့စိတ်အာရုံကိုလှုပ်ရှားစေတယ်။သူကခြံဆောင်အလုပ်သမားတစ်ယောက်။ကျမကဒီအင်ကြီးရဲ့ပိုင်ရှင်ဒေါ်ဆန်းယူ။ကျမတို့ကြားမှာအလွန်ကိုကြီးမားတဲ့လူမှုရေးအသားစီးတွေရှိတယ်။ဒါပေမဲ့သူ့ရဲ့အပြုံးကအဲ့ဒီဇီးကိုတစ်စက္ကန့်ထဲမှာပဲဖြတ်ကျော်လိုက်သလိုခံစားရတယ်။ကျမရင်ထဲကအပူလိုင်းတစ်ခုကတဖြည်းဖြည်းကြီးထွားလာတာကိုခံစားလိုက်ရတယ်။ဒီနေ့ညနေစာကပိုးပြီးအထီးချမ်းနေတော့မယ်ဆိုတာကိုကျမသိလိုက်တယ်။ဘာလို့လဲဆိုတော့သူ့အကြီးကိုကျမလွယ်မမေ့ပြနိုင်တော့မှာကျမမနှက်ဖြန်ဘာပြောရမလဲစဉ်းစားနေတော့မှာပဲကိုမျိုးလာထရက်ဒီခြံစည်းရောဘက်ကိုရောက်လျှောက်သွားတယ်သူကရေပိုင်းကိုယူပြီးပန်းပင်တွေစီဥတီလိုက်တယ်ကျမမျက်လုံးတွေကသူ့ရဲ့ခါပေါင်းမြန်အောက်ကမြေစို့ဆွဲနေတဲ့အသားမာတွေကိုတတိထားမိလိုက်တယ်သူကနောက်ကျောင်းနဲ့ရေပန်းအောက်ကိုကျိန်နေတယ်ကျမမီးဖို့ကြောင့်နဲ့ဆင်းသွားဖို့စဉ်းစားလိုက်ပေမဲ့
နောက်ထပ်မိနစ်လောက်တော့မှန်နာမှာဆက်ရက်နေဖို့ဆုံးဖြတ်လိုက်တယ်သူ့လက်မားတွေကရေပိုက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားတယ်ရေပန်းအားကအယမ်းကိုမြန်တယ်အပင်တွေရဲ့အရွက်တွေကထုံကားနေတယ်ရုတ်တရက်ရေပန်းကအရှိန်လော့စွာပြီးရေစက်တွေကလေထဲမှာမှုံမွားပလန်သားနေတဲ့မြင်ကွင်းကတက်ဝင်လှုပ်ရှားနေတဲ့ရုပ်ရှင်တကားလိုပဲသူကရေပန်းကိုပိတ်လိုက်ပြီးခေါင်းကိုဖယ်ညာခါရိုင်းပြီးသူ့စပင်ပေါ်ကရေစက်ဒီကိုဖယ်လိုက်တယ်ပြီးတော့သူကကျမရဲ့ပဒင်းပေါက်ကိုထပ်ပြီးမကြည့်တော့ပဲအိမ်နောက်ဘဲကိုလောက်ဆောင်သွားတယ်ဒီတစ်ခါတော့ကျမရဲ့ရင်ခုန်တန်ကပိုပြီးမြန်နေခဲ့တယ်ကျမဒီလိုမဖြစ်ရဘူးလို့ဆုံးမနေခဲ့တယ်ဒေါ်ဆန်းယူတင်ကမုတ်ဆုမတယောက်ဒီလိုအတွေးမျိုးတွေမရှိသင့်ဘူးဒါပေမဲ့ဒီအတွေးတွေကကျမကိုဘယ်သူမှမမြင်အောင်ဖုံးရှောင်နေတဲ့အပြိုလဲတယောက်လိုခံစားစေခဲ့တယ်နောက်ကျောနဲ့ဟိန်နောက်ဖဲကိုလောက်လျှောက်သွားနေတဲ့အချိန်ကိုမျိုးကမနှက်ဖြန့်ခြံစည်းရောပေါင်တွေကိုပြုပြင်ရမယ်ဆိုပြီးကျမကိုဖုံးနဲ့စာပို့လိုက်တယ်ကျမစပွဲပေါ်ကဖုံးကိုယူပြီးစာကိုဖတ်လိုက်တယ်မနှက်ဖြန့်ခြံစည်းရောကိစ္စကိုဆွေးနွေးရအောင်လားတော်ဆန်းယူကျမလက်ချောင်းတွေတုံနေခဲ့တယ်အဲ့ဒါကခြံစည်းရောကိစ္စလားဒါမှမဟုတ်အခြားကိစ္စလားဆိုတာမနက်ခင်းဟာအရင်နေ့တွေထက်ပိုပြီးတော့ဆိုဆွတ်နေတယ်လို့ခံစားရတယ်မိုးရွာထားလို့မဟုတ်ဘူးကျမရဲ့စိတ်ထဲမှာလှုပ်ရှားမှုတွေရှိနေလို့ဖြစ်လိမ့်မယ်မင်းညကကိုမျိုးပို့လိုက်တဲ့စာခြံစည်းရောကိစ္စကျမအဲ့ရီမဝါခဲ့ဘူးအသက်60ရှိပြီဖြစ်တဲ့ကျမဒေါ်ဆိုင်ယူအတွက်ဒီလိုမျိုးစိတ်လှုပ်ရှားမှုတွေကမလိုလားအပ်တဲ့အရာတွေပါမနက်စာစားပြီးတော့ကျမခြံထဲကိုဆင်းလာခဲ့တယ်ကိုမျိုးကခြံစည်းရိုးဟောင်းနားမှာသူ့ရဲ့ကရိယာတွေနဲ့အလုရှုပ်နေပြီသူကကျမကိုမြင်တော့ခေါင်းညိတ်ပြီးအယိုသေးပေးတယ်အဲ့ဒီအထဲမှာမင်းညကအပြုံးရဲ့အရေးရောင်တွေရှိနေတယ်လားဆိုတာကိုကျမစစ်ဆေးနေမိတယ်ဒေါ်ဆန်းယူမင်္ဂလာပါလို့သူကတင်ငင်နဲ့အတန်နဲ့နှုတ်ဆက်တယ်အေးမင်္ဂလာပါကိုမျိုးခြံစည်းရိုးကဘာဖြစ်တာလဲလို့ကျမတက်နိုင်သနာပုံမှန်တိုင်းမေးလိုက်တယ်ကျမရဲ့အတန်ကနည်းနည်းတုံရိမ်နေသလားမသိဘူးသူကလက်ထဲကတစ်ဖားကိုထောင်ပြတယ်ဒီအပိုင်းကဆွဲနေပြီကျွန်တော်အစ်စ်လဲမရမယ်ပြီးတော့ဒီဘက်ကຫນွေပင်တွေကစီယိုးကိုအယမ်းဖိအားပေးနေတယ်အပင်တွေကိုဂရုစိုက်ရမယ်ဆိုပေမဲ့သူ့နေရာနဲ့သူနေရာပေးတတ်ဖို့လည်းအရေးကြီးတယ်မလားလို့သူကရှင်းပြတယ်သူ့စကားကရိုးရှင်းပေမဲ့ကျမရဲ့နားထဲမှာတော့အတိပ္ပယ်နှစ်ထပ်ဖြစ်နေတယ်အပင်တွေကိုနေရာပေးရတယ်လို့ပဲလူတွေရဲ့ဆက်ဆံရေးမှာလည်းသူ့နေရာနဲ့သူစီးမြင်းစည်းကမ်းတွေလိုအပ်တယ်လို့သူကတွေးဝိုက်ပြောနေရလားဟုတ်တာပေါ့သူ့နေရာနဲ့သူပေါ့လို့ကျမဖြေလိုက်တယ်ပြီးတော့ကျမကခြံစည်းရိုးနဲ့ဆန့်ကျင်လုံးမှာရှိတဲ့စပယ်ပင်စီကိုညွှန်ပြလိုက်တယ်ဒီစပယ်ပင်ကတော့ဒီနှစ်ပန်းပွင့်တာနဲတယ်ဘာလို့ပေးတယ်လဲလို့မေးလိုက်တယ်ကိုမျိုးကခြံစည်းရိုးကနေခွာပြီးစပယ်ပင်နားကိုရှောင်းလာတယ်သူကအပင်ရဲ့အခြေအနေကိုတေးသေးချာချာကြည့်တယ်ပြီးတော့သူကကျမဘက်ကိုမျက်နှာမူလိုက်တယ်ကျမတို့ကြားမှာတပေကန်းသွားကွာတယ်ဒေါ်ဆန်းယူစပယ်ပင်ဆိုတာအချစ်လိုပဲအမြဲတမ်းရေလောင်းနေဖို့မလိုဘူးတခါတလေခြောက်သွဲတဲ့အချိန်တွေတင်းကျပ်တဲ့အချိန်တွေလည်းလိုတယ်အဲ့ဒီအချိန်ကြားမှာသူကပိုပြီးအားကောင်းတဲ့အမြင့်တွေနဲ့ပိုလာတဲ့အပွင့်တွေကိုပွင့်လာမှာပါလို့သူကတိုးတိုးလေးဖြိုးလိုက်တယ်ကျမနှလုံးသားဟာရုတ်တရက်တင်းကျပ်သွားတယ်သူကပန်းပင်အကြောင်းပြောနေလားကျမရဲ့အထီးချမ်းဘဝအကြောင်းပြောနေတာလားမသိဘူးကျမခင်မွန်းကိုဆုံးရှုံးပြီးနောက်ကျမရဲ့စိတ်ဝိညာဉ်ကခြောက်သွေ့နေတာကိုသူသိနေတယ်လို့ပဲခမ ्या ကဥယျာဉ်မှုတယောက်အတော့တော့စကားပြောကောင်းတယ်နော်လို့ကျမခတ်မှပြောလိုက်တယ်သူကပြုံးတယ်ကျွန်တော်ကစိုက်ဖြိုးတဲ့သူပါဘာပဲစိုက်အချစ်ပဲဖြစ်ဖြစ်အပင်ပဲဖြစ်ဖြစ်ဂရုစိုက်မှုကအတူတူပဲလို့ထင်လေလို့ဖြေတယ်သူ့မျက်လုံးတွေကရိုးသားတယ်ကျမတို့ရဲ့အကြည့်တွေဟာခဏတာဆုံသွင်းနေခဲ့တယ်ကျမအသက်ရှူနှုံးမြန်လာတယ်ကျမခေါင်းထဲမှာမေးခွန်းတစ်ခုတာရှိတယ်ဒီလူကဘာကြောင့်ကျမကိုဒီလိုမျိုးစကားတွေပြောနေရတာလဲရုတ်တရက်သူကစကားလက်ကိုဖြတ်လိုက်ပြီးဒေါ်ဆန်းယူဒါကကျွန်တော်ရဲ့ဓားပါဓားသွားကထတ်တယ်ကျွန်တော်အရင်တော့ပန်းဒီပွင့်စေဖို့အတွက်ဘဝရဲ့အချို့သောအရာတွေကိုဖျက်တောက်ပစ်စေဖို့တင်ယူခဲ့ရတယ်လို့ပြောရင်းသူ့ရဲ့အိတ်ထဲကတကြီးမကျက်သေးတဲ့ဓားသေးသေးလေးတစ်ချောင်းကိုကျမကိုလှမ်းပေးလိုက်တယ်ဓားကကျမလက်ဖွားထဲရောက်သွားတယ်
သူ့ရဲ့လက်ချောင်းတွေဟာကျမရဲ့လက်ဖွားကိုထိတွေ့မိသွားတယ်ဒီထိတွေ့မှုကလျှက်စစ်စီးသလိုကျမရဲ့ခန္ဓာကိုယ်တွေကိုဖျက်ဆီးသွားတယ်အပူချိန်ကမြင့်မားတယ်ပြီးတော့အဲ့ဒီဟာကမတော်တဆမဟုတ်တာကိုကျမခံစားမိသွားတယ်သူကဓားကိုတမန်ဖြည်းဖြည်းချင်းလွတ်ပေးခဲ့တာကျမလက်ထဲကဓားကိုကြည့်ရင်အရာရာဟာတိတ်ဆိတ်သွားတယ်ကျမနှလုံးသားကသာကြေလောင်နေတယ်ကျမမောက်ကြည့်တော့ကိုမျိုးကကျမကိုတိတ်ဆိတ်စွာစိုက်ကြည့်နေတယ်သူ့မျက်လုံးထဲမှာကျမရဲ့အသက်ကျမရဲ့လူမှုအဆင့်အတန်းဒါမှမဟုတ်ကျမရဲ့အထီးချမ်းဘဝကိုမြင်နေတာမဟုတ်ဘူးသူကကျမကိုအမျိုးသမီးတစ်ယောက်အနေနဲ့မြင်နေခဲ့တယ်ဒါဆိုရင်စပယ်ပင်ကိုဘလို့ဖျက်တောင်းရမလဲလို့ကျမလဲချောင်းရှင်းပြီးခက်ခက်ခဲခဲမေးလိုက်တယ်သူကဓားကိုပြန်ယူပြီးအပင်ရဲ့အကောင်းလက်တစ်ခုကိုထောင်ပြတယ်သူကအဲ့ဒီအကောင်းလက်ကိုလက်နဲ့ထိကင်ပြီးကျမဘက်ကိုပြန်လှန်လာတယ်ဒါကသူ့ရဲ့မလိုအပ်တဲ့အပိုင်းမှာဒါကိုဖယ်ရှားလိုက်ရင်ကြံတဲ့အပိုင်းတွေကပိုပြီးအားရင်ပြေဝလာလိမ့်မယ်ဘဝမှာလည်းဒီလိုပါပဲတခါတလေအခေါင်းတွေကိုဖယ်ရှားပေးဖို့လို့သူကတိုးတိုးလေးပြောလိုက်တယ်အဲ့ဒီလိုပြောနေချိန်မှာသူ့ရဲ့မျက်လုံးတွေကကျမရဲ့လက်ထက်လက်ဆွဲတစ်ခုကိုခဏထငေးကြည့်သွားတယ်ကျမအဖြစ်ရှိသလိုခံစားလိုက်ရတယ်ဒီလူကကျမကိုဘဝအသစ်စတင်ကိုတိုက်တွန်းနေတာလားကျမရဲ့အသက်60ဆိုရဲ့အတားအဆီးကိုသူကစိတ်ခေါ်နေတာလားကျမဒီဟာတွေကိုစဉ်းစားကြည့်ပါမယ်လို့ပြောလိုက်တယ်ကိုမျိုးကချန်စီယိုဘတ်ကိုပြန်လှန်သွားလေကောင်းပါပြီတော့ဆန်းယူဒါဆိုရင်ဒီနေ့ညနေစာအတွက်တက်တောင့်တောင့်တထိတဲ့နေရာမှာချန်စီယိုကိထားကိုအသေးစိတ်ဆွေးနွေးရအောင်လားကျွန်တော်အစီအစဉ်တွေပြင်ဆင်ထားပြီးသားပါလို့သူကနောက်ကျောကမီပြောလိုက်တယ်အဲ့ဒီစကားကကျမကိုရပ်တန့်သွားစေတယ်ကျမမျောလင်းခဲ့လာကအလုံးနဲ့ပတ်သက်တဲ့စကားပဲဒါပေမဲ့သူကကျမရဲ့အချိန်ကိုတောင်းဆိုနေမိကိုမျိုးရဲ့အဲ့ဒီစကားကြောင့်ကျမခြေလမ်းတွေရက်တန့်သွားခဲ့တယ်ဒီနေ့ညနေစာအတွက်တက်တောင့်တတဖီတဲ့နေရာတစ်ခုမှာချန်စီယိုကိစ္စကိုအသေးစိတ်ဆွေးနွေးရအောင်လားစာချုပ်ကိစ္စငွေဖေးချေမှုဒါမှမဟုတ်ဖြစ်စည်းဝယ်ယူမှုကိစ္စတွေဆိုရင်အဲ့ခန်းထဲမှာဒါမှမဟုတ်စကွဲမှာဆွေးနွေးရမှာပေါ့ဒါပေမဲ့သူကတက်တောင့်တတဆိုတဲ့စကားလုံးကိုသုံးသွားတယ်အဲ့ဒီလိုပဲကျမကိုဓာတ်ရိုက်ဖိုက်ခေါ်လိုက်တာချစ်တယ်ကျမသူ့ရဲ့နှုတ်ချိုးကိုပဲကြည့်နေမိတယ်သူကအလုပ်ကိုအာယုံစိုက်နေတဲ့ပုံရပေမဲ့ကျမရဲ့အဖြေကိုစောင့်နေတယ်ဆိုတာကျမသိတယ်ကျမရဲ့အသက်60ဆိုတဲ့အတိယားကကျမကိုဆွဲထားတယ်ဒါပေမဲ့42နှစ်အရွယ်အမျိုးသားတစ်ယောက်ရဲ့စိတ်ဝင်စားမှုကအဲ့ဒီအသားစီကိုတွန်းလှန်နေခဲ့တယ်ညနေစာစားတာကမလိုဘူးထင်တယ်ကိုမျိုးအလုပ်ကိစ္စကိုညနေ9 နာရီလောက်မှဒီမှာပဲဆွေးနွေးကြတာပေါ့ဒါမှမဟုတ်မင်းရဲ့အားလက်ချိန်တွေကိုအနှောင့်ရှက်ပေးတယ်လို့ဖြစ်သွားမလားလို့ကျမတင်းငင်အောင်ထိမ့်ပြီးပြောလိုက်တယ်သူကအလုတ်လုံညီယာကနေရုတ်တရက်ရက်တက်လိုက်တယ်ပြီးတော့လေးလေးနက်နက်နဲ့ကျမဘက်ကိုလှည့်လာတယ်သူ့မျက်လုံးတွေကနေရောင်ခြည်ထဲမှာတောက်ပါနေရယ်ဒေါ်ဆန်းယုတ်အားလက်ချိန်ကိုအနှောင့်ရှက်ပေးမှာမဟုတ်ပါဘူးတကယ်တော့ကျွန်တော်ရဲ့အားလက်ချိန်ကပို့ပြီးတော့အဓိပ္ပာယ်ရှိလာဖို့မျှော်လင့်နေတာပြီးတော့ဒီလိုနီးပညာပိုင်းဆိုင်ရာကိစ္စတွေကိုအပင်တွေနဲ့ဝေးတဲ့စိတ်အေးချမ်းတဲ့နေရာတစ်ခုမှာဆွေးနွေးလာကပိုကောင်းတယ်လို့ထင်တယ်လို့သူကရှင်းပြလိုက်တယ်သူ့လေတန်ကလေးနပ်ပြီးတောင်းဆိုမှုမပါဘူးဒါပေမဲ့သူကကျမရဲ့ဆုံးဖြတ်ချက်ကိုလေးစားကြောင်းပြတာနေတယ်အဲ့ဒီလိုလေးစားမှုရှိတဲ့တည်ငြိမ်တဲ့ဖိအားကကျမကိုပိုပြီးဆွဲဆောင်စေတယ်ကျမခင်မွန်ကွယ်လွန်ခဲ့တော့ကျမကိုဘသူကမှဒီလိုမျိုးစိတ်ဝင်စားနာမဆက်ဆံဘူးဒါဆိုရင်ဘယ်နေရာမှာလဲလို့မေးလိုက်တယ်ကျမနောက်ပြန်ဆုတ်လို့မရတော့ဘူးဆိုတာကျမသိလိုက်ပြီဒီနားကချမ်းမြေ့တာယာလက်ထက်ရည်ဆိုင်ကိုသိတယ်မလားအဲ့ဒီမှာလူတွေမများဘူးစိတ်ငိမ်တယ်ပြီးတော့အဲ့ဒီဆိုင်ကကောင်းမွန်တဲ့မြမရိုးရာလက်ဖက်တုပ်ကိုရောင်းတယ်ကျမညနေ6 နာရီမှာစောင့်နေပါမယ်အဆင်ပြေရက်လားလို့သူကအတီအကျပြောလိုက်တယ်ကျမခေါင်းညင်ပြလိုက်တယ်ကောင်းပြီ6 နာရီချန်စီယိုကိစ္စကိုပဲဆွေးနွေးမှာနော်လို့ကျမနောက်ဆုံးတတိပေးလိုက်တယ်ဒါပေမဲ့ကျမရဲ့နှုတ်ခမ်းထောင်ကနေအပြုံးတပွင့်ပေါ်လာနေခဲ့တာကိုသူမြင်လိုက်တယ်လို့ကျမထင်မိတယ်သူကစကားမပြောတော့ပဲခေါင်းကိုသာငြိမ်သက်စွာငြိမ်ပြလိုက်တယ်အဲ့ဒီအချိန်မှာကျမအမောင်ထဲကနေအလင်းရောင်စီကိုတလန်းတိုးလိုက်တယ်လို့ခံစားရတယ်ဒါဟာရိုးရိုးရှင်းရှင်းအလုပ်ကိစ္စမဟုတ်တော့ဘူးကျမရဲ့စိတ်ကူးရင်မှုကိုလက်တွေ့လမ်းကြောင်းပေါ်ကိုတင်လိုက်တာဖြစ်တယ်ကျမအိမ်ထဲကိုပြန်ဝင်လာတော့ကျမရဲ့အိမ်အကူမမြာကိုမြင်လိုက်တယ်
သူကစပရေကုံကိုတန့်ရှင်းရလုပ်နေရဲ့နဲ့ကျမကိုမတိမတခူးကြည့်နေတယ်သူကကျမနဲ့ကိုမျိုးရဲ့စကားစမြကိုကြားလိုက်တာသေးကြတယ်ဒေါ်ဆန်းယူဒီနေ့ခြံစည်းရိုးတွေဟာအရန်တန့်ရှင်းနေတာပဲနော်ကိုမျိုးကအလို့အရန်စူးစမ်းတယ်လို့မမြတာစကားစတယ်ဟုတ်တာလေသူ့ကိုအလောက်ခန့်ထားတာပဲလို့ကျမရိုးရိုးလေးမဲဖြီလိုက်တယ်ဒါပေမဲ့သူကဒေါ်လေးကိုအနှင်းငယ်ပို့ပြီးခယူးဆိုင်တယ်လို့ထင်တယ်ပုံမှန်အလုပ်သမားတွေလို့မဟုတ်ဘူးလို့မမြကရေးရဲတင်းတင်းပြောလိုက်တယ်မမြရဲ့စကားကြောင့်ကျမရင်ထဲကအောင့်တတ်ထဲသွားတယ်ဒါဟာပထမဆုံးလူမှုဖီအားပဲဒီကိစ္စကမြန်မြန်ဆန်ဆန်ပြန့်နှံ့သွားနိုင်တယ်ကျမရဲ့အသက်နဲ့အနေထားကဒီလိုကောလာဟာလာတွေကိုခွင့်မပြုဘူးဒါပေမဲ့ကျမရဲ့ရင်ခုန်နှံကစန့်ကျင်ဘက်ကိုပြန်ပြောနေတယ်ကျမကလူတွေရဲ့အတင်းတစ်ဖြန့်ခွေကိုအမြဲတမ်းကြောက်နေရမှာလားကျမရဲ့တကူရီဘွားကဘသူနဲ့မှမသက်ဆိုင်ဘူးမဟုတ်လားလို့ကျမတင်းငိမ်အောင်ပြောလိုက်တယ်မမြသူကသူ့ရဲ့အလုပ်ကိုလုပ်နေတာမင်းလက်ကိုအလုပ်ကိုပဲအာယုံစိုက်ပါလို့ကျမတင်းမှန်အောင်ပြောလိုက်တယ်မမြကချက်ချင်းတိပ်စိတ်သွားပြီးခေါင်းကိုငုံပြီးဆက်အလုပ်လုပ်နေတယ်ကျမအပေါ်ထက်တက်သွားတဲ့အချိန်မှာကျမမှန်ကိုကြည့်ပြီးညနေ6နာရီအတွက်ဘလို့အဝတ်အဆောင်ဝတ်ဆင်ရမလဲဆိုတာကိုစဉ်းစားနေမိတယ်ကျမကကိုခင်မွန်းကိုဆုံးရှုံးခဲ့တဲ့မုတ်ထာမှာတယောက်ဒါပေမဲ့ဒီညနေစာဟာကျမရဲ့ဘဝရဲ့စာမျက်နှာအသစ်ဖြစ်လာနိုင်တယ်ဒီအသွေးကကျမကိုပူနွေးလာတယ်ခြံစည်းရိုးကိစ္စကျမဘာတွေလုပ်နေမိတာလဲညနေ6နာရီကျမဒေါ်ဆန်ယူချမ်းမိတာရလက်ဖက်ရည်ဆိုင်နာကစပွဲတစ်ခုမှထိုင်နေတယ်ကျမဟာအသက်အရွယ်ညက်လိုက်ဖတ်တယ်တိုးတော်လေးအယံမတင်းချက်အဲ့ပိုးသားအင်ကြီးလက်ရှိကထဲကိုရီချေဝတ်ဆင်ခဲ့တယ်အိမ်ကနေထွက်ခွာလာချိန်မှာမမြရက်မျက်လုံးတွေကမေးခွန်းများစွာနဲ့ပြည့်နေခဲ့တယ်ဆိုတာကျမသိတယ်ကျမဟာအတင်းအဖင်းတွေကိုစတင်ဖန်တီးနေပြီကျမလက်ထဲမှာလက်ဖက်ရည်တစ်ခွက်ကိုကင်ထားတယ်ကျမနာရီကိုကြည့်လိုက်တော့6နာရီ10မိနစ်ရှိနေပြီအလူသမားတယောက်ကအချိန်တိကျတာကိုကျမမျှော်လင့်နေသလားဒီအချိန်မှာဆိုင်ထဲကိုကိုမျိုးဝင်လာတယ်သူကပုံမှန်အလုပ်ဝတ်စုံကိုဝတ်မထားဘူးတန်ရှင်းတဲ့နှုံကြီးနဲ့ကော်လမ်ပါရှက်အင်ကြီးကိုဝတ်ထားတယ်သူ့ရဲ့ရုပ်ရည်ကသူ့အသက်ထက်နုပြိုနေသလိုတဲ့အထူးသဖြင့်သူ့ရဲ့တန်မာတဲ့လက်မောင်းသားတွေဟာကျမရဲ့စိတ်ကိုအနှဲငယ်လှုပ်ရှားစေခဲ့တယ်သူကကျမကိုမြင်တော့ဖြည်းဖြည်းချင်းရှောင်လာတယ်သူရှောင်းလာတဲ့ခြေလမ်းတိုင်းမှာဆိုင်ထဲကလူအချို့ရဲ့မျက်လုံးတွေကကျမတို့နှစ်ယောက်စီကိုရွေလာသွားတယ်ဆိုတာကိုကျမခံစားမိလိုက်တယ်။ဒေါ်ဆန်းယူအချိန်တော့ကျသွားရင်တောင်းပန်ပါတယ်လို့သူကလေးလေးစားစားပြောလိုက်ပြီးကျမရဲ့ခွင့်ပြုချက်ကိုစောင့်နေခဲ့တယ်။နောက်မကြပါဘူးကိုမျိုးထိုင်ပါလို့ကျမပြုံးပြီးဖိတ်ခေါ်လိုက်တယ်။ကျမတို့လက်ဖက်သုံးရဲ့မုံဟင်းကားကိုမှာလိုက်ကြတယ်။စားတော့ပြီးတဲ့နောက်မှာသူကချက်ချင်းခြံစည်းရိုးကိစ္စကိုစတင်တယ်။သူ့ရဲ့စိတ်ကူးနဲ့အစီအစဉ်တွေကိုလေးလေးနက်နက်ရှင်းပြတယ်။သူ့ရဲ့အလုတ်အပေါ်ထားတဲ့စိတ်တက်ကလေးစားစရာကောင်းတယ်။ကျွန်တော်ဒီခြံစည်းရိုးကိုလုံခြုံမှုရောအလှအပားကိုပါဖန်တီးပေးခြင်းတယ်။အဲ့လိုပဲဒေါ်ဆန်းယူညဘဝမှာလဲလုံခြုံမှုနဲ့အလှအပားနှစ်ခုစလုံးလိုအပ်တယ်လို့ကျွန်တော်ထင်တယ်လို့သူကရုတ်တရက်စကားကိုလမ်းကြောင်းပြောင်းလိုက်တယ်။ဘာကိုဆိုလိုလာလဲကိုမျိုးလို့ကျမတဲ့မေးလိုက်တယ်။သူကကျမရဲ့မျက်လုံးတွေကိုစိုက်ကြည့်တယ်။ဒေါ်ဆန်းယူခမင်းတဲ့ကွယ်လူမီနော်အထီးကျမှုဆိုတာခံစားဘူးတယ်မလားခမ ्या မအရာရာဖြစ်ဆုံးတယ်ဒါပေမဲ့ခြံထဲမှာအလုတ်လုံနေတဲ့ကျွန်တော်ကခမ ्या ရဲ့မျက်လုံးထဲကပျောက်ဆုံးနေတဲ့အရာတစ်ခုကိုမြင်နေရတယ်လို့ရဲရဲတင်တင်ပြောလိုက်တယ်သူ့ရဲ့ယူတာမှုကြောင့်ကျမရဲ့စိတ်ထဲမှာထိုက်လန့်သွားတယ်ကျမရဲ့အထီးကျဘဝကိုသူကယူရှင်းစာထောက်ဖော်လိုက်သည်မင်းကအယမ်းငယ်သေးတယ်ငါတို့နှစ်ယောက်ရဲ့ကြွားချမှုကအယမ်းကြီးတယ်မင်းငါ့ကိုအယိုသေးပေးတင်တယ်လို့ကျမတတိပေးတယ်လို့ပြောလိုက်တယ်ကိုမျိုးကလက်ထဲကလက်ဖက်ရည်တစ်ခွက်ကိုစပွဲပေါ်ဖြစ်ထီးချင်းချလိုက်တယ်ကျွန်တော်ခမားကိုအမြဲတမ်းလေးစားတဲ့ဒေါ်ဆန်ယူဒါပေမဲ့ကျွန်တော်ခမားကိုအရွယ်ကြီးတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့မမြင်ဘူးခမားကလှော့ပတဲ့ခွန်အားရှိတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့မြင်တယ်ငါတို့ရဲ့အရွယ်ကကိန်းကနန်နေပဲကျွန်တော်ခမားနဲ့စကားဖြူတိုင်းကျွန်တော်ရဲ့နှလုံးသားကိုလှုပ်ရှားစေတယ်လို့သူကတိတ်ဆိတ်စွာဝန်ခံလိုက်တယ်ကျမရဲ့ရင်ထဲမှာပူလောင်မှုတစ်ခုချက်ချင်းပြန့်နှံ့ပါခဲ့တယ်သူကကျမရဲ့အာယုံကိုလုံးဝဖန်ဆားလိုက်ပြီးကျမမှာဘာမှပြန်ပြောစရာမရှိဘူးဒီချိန်မှာဆိုင်ရဲ့တကားနာကနေအတန်တစ်ခုထွက်လာလေဟင်ဒေါ်ဆိုင်မဟုတ်လားဘလို့ဖြစ်ပြီးဒီနေရာမှာလဲကျမလှည့်ကြည့်လိုက်တော့ကျမရဲ့ဝမ်းကွဲညီမတဲ့ခမင်းတီဖြစ်တဲ့ဦးမြတ်မင်းကိုတွေ့လိုက်တယ်သူကရက်ကွက်ထဲမှာအာတိစာရှိတဲ့သူတယောက်ကျမတို့နှစ်ယောက်ကိုဒီလိုနေရာမျိုးမှာမြင်လိုက်တာကိုသူအံ့ဩသွားပုံရတယ်သူ့ရဲ့မျက်လုံးတွေကကျမနဲ့ကိုမျိုးဖီကြားကိုအပြန်လန်ကြည့်နေတယ်ကိုမျိုးကချက်ချင်းထားရက်တီအယိုးသေးပေးလိုက်တယ်
ဦးမြတ်မင်းကကျမတို့ကိုမျက်လုံးပြူးပြူးနဲ့စိုက်ကြည့်နေတယ်သူ့ရဲ့အချစ်ကအသင်းအဖီးနဲ့လူမှုရေးစီညံနဲ့ဆုံးဖြတ်ချက်တွေပြည့်နေခဲ့တယ်ဒေါ်ဆန်းညိုဒီမှာဘသူနဲ့စကားပြောနေတာလဲငါတို့အိမ်သားတွေနဲ့အတူတူညစာစားဖို့စီစဉ်ထားတယ်မဟုတ်လားတို့ဦးမြတ်မင်းကအနှဲငယ်မကြည်နပ်တဲ့လေတောင်နဲ့မေးလိုက်တယ်သူ့ရဲ့အတန်ကကျဲလောင်ပြီးစိုင်တဲကလူအချို့ကလည်းကျမတို့နှစ်ယောက်စီကိုစတင်စိုက်ကြည့်လာကြတယ်ကျမတို့ရဲ့ဆက်ဆံရေးကအများပြည်သူရဲ့စစ်ဆေးမှုအောက်ကိုရောက်ရှိသွားခဲ့ပြီးကျမထိတ်လန့်သွားတယ်ဒီညစာကအခုမှစတင်တာချစ်တယ်ဦးမြတ်မင်းရဲ့မေခွန်းနဲ့သူ့မျက်လုံးထဲကပြစ်တင်ရှုပ်ချမှုကကျမကိုချက်ချင်းအေးခဲသွားစီခဲ့တယ်။ဒီလူကကျမရဲ့ဘဝနဲ့အဆင့်တန်းကိုစောင့်ကြည့်နေသူတယောက်ပါ။စိုင်တဲကတိတ်ဆိတ်မှုကကျမရဲ့နားထဲမှာစူးညံတန်လို့တယ်။ကျမရဲ့တကူရဲ့လက်လက်ခွန်းနဲ့လူမှုရေးတာဝန်တွေဟာအခုပဲရင်ဆိုင်တွေ့ဆုံသွားခဲ့ကြပြီ။ကိုမျိုးကတော့တည်ငြိမ်နေစေပဲ။သူကဦးမြတ်မင်းကိုမျက်နှာချင်းဆိုင်ပြီးလေးလေးဆဆနှုတ်ဆက်လိုက်တယ်။ကျွန်တော်ကဥယျာဉ်မှုကိုမျိုးပါဒေါ်ဆိုင်ယူရဲ့ချန်စီယိုပြင်ဆင်မှုကိစ္စကိုဆွေးနွေးနေတာပါလို့ရိုးရှင်းစွာရှင်းပြလိုက်တယ်။ကျမချက်ချင်းစကားဝင်ပြောလိုက်တယ်။ဟုတ်တယ်အလုပ်ကိစ္စပါ။ဦးမြတ်မင်းဘာဖြစ်လို့ဒီကိုရောက်နေတာလဲလို့မေးလိုက်တယ်။ကျမရဲ့အတန်ကပုံမှန်ထက်ပိုကျနေခဲ့တယ်။ဦးမြတ်မင်းကကိုမျိုးရဲ့တန်ရှင်းတဲ့ဝတ်စုံကိုအပေါ်အောက်တစ်ချက်ဝေဖန်ကြည့်ပြီးမျက်မှောင်ကျုပ်လိုက်တယ်။ချန်စီယိုကိစ္စကိုညနေ6နာရီမှာလက်ဖက်ရည်ဆိုင်မှာဆွေးနွေးရတာလား။ဒီလိုမျိုးတည်င်းချက်လက်တွေကိုဖုံးနေပဲပြောလို့ရတာမဟုတ်ဘူးလားဒေါ်စံယူသူကကျမကိုတိုက်ရိုက်ဆွဆွဲနေပြီကျမရဲ့ရင်ထဲမှာဒေါသကတဖြည်းဖြည်းတိုးလာနေတယ်ကျမရဲ့ကိုယ်ပိုင်ဘဝကိုသူကစိတ်စစ်နေတာကိုမကြိုက်ဘူးဦးမြတ်မင်းကျမဘသူနဲ့တွေ့ဘယ်နေရာမှာပဲတွေ့ကျမရဲ့ကိစ္စပါပြီးတော့ဒီကိစ္စကိုအသေးစိတ်ဆွေးနွေးဖို့လိုအပ်လို့ပါခမင်းတယ်မရှိတော့တဲ့ကျမအတွက်အိမ်ရဲ့လုံခြုံရေးကအရေးကြီးတယ်မလားလို့ကျမတောင့်တင်းစွာပြန်ပြောလိုက်တယ်။ကျမရဲ့စကားကြောင့်ဦးမြတ်မင်းခဏတာအံ့အားသွားတယ်။ကျမကပုံမှန်ဆိုရင်ရံဖိလိမရှိဘူး။ဦးမြတ်မင်းကသူ့ရဲ့မကျေနပ်မှုကိုဖုံးကွယ်ပြီးအနှဲငယ်ဟန်ဆောင်ကပြန်ပြောတယ်။ကောင်းပါပြီ။ဒေါ်ဆိုင်ယူစိတ်ထဲထားစရာမလိုပါဘူး။ဒါပေမဲ့သတိထားဖို့လိုတယ်နော်။ဒီအရွယ်မှာလူတွေကမကောင်းပြောလွယ်တယ်။ငါတို့မိသားစုရဲ့ဂုဏ်သိက္ခာကိုလည်းထည့်စဉ်းစားပြီးပါလို့ပြောပြီးကိုမျိုးကိုနောက်ဆုံးတခြားစူးစိုက်ကြည့်ပြီးစိုင်ထဲကနေထွက်သွားခဲ့တယ်။ကျမတို့နှစ်ဦးသာကြံရိပ်ခဲ့တယ်။စပွဲပေါ်ကလက်ဖက်ရည်ခွက်တွေကအေးဆက်နေပြီ။ကျမမောက်ကြည့်လိုက်တော့ကိုမျိုးဟာစိတ်ပဲ့ရအားမငယ်ပဲပိုပြီးတင်းမာတဲ့မျက်နှာထားနဲ့ကျမကိုပြန်ကြည့်နေတယ်။ကျွန်တော်ကြောင့်ခမနာအခတ်တွေးသွားတာလားဒေါ်ဆန်းယူလို့သူကတိုးတိုးလေးမေးလိုက်တယ်။ဒါကကျမရဲ့ဘဝပါတခြားသူတို့ရဲ့ထင်မြင်ချက်ကိုအမြဲတမ်းဂရုစိုက်နေလို့မရဘူးကိုမျိုးဒါပေမဲ့သူတို့စာပြောရမယ်ဆိုတာတော့ကျမသိတယ်ဒီကိစ္စကိုဘလို့ကြိုက်တွေ့မလဲလို့ကျမစိုးရင်ချက်ချင်းနဲ့မေးလိုက်တယ်ကိုမျိုးကအနှဲငယ်ရှိကိုကောင်းကျွန်းလာတယ်ဒိုဆန်ယူကျမအသက်42နှစ်ရှိပါပြီလူတွေရဲ့အတင်းအကျပ်စကားတွေကကျွန်တော်ကိုဘာမှမထိခိုက်နိုင်ဘူးဒါပေမဲ့ခမ ्या ကကျွန်တော်ကိုဆွတ်လွတ်လိုက်မှလားကျွန်တော်ကိုခမ ्या မလို့အတဲ့အပိုင်းတစ်ခုလို့ဖြတ်တောက်ပြီးချတော့မှလားလို့မနေ့ကသူ့ပြောခဲ့တဲ့စံဖဲပင်အကြောင်းကိုရည်ညွှန်းပြီးမဲလိုက်တယ်။သူ့ရဲ့စကလုံးတွေကကျမရဲ့ရင်ကိုထိမှန်သွားတယ်။သူကကျမရဲ့စိတ်ထဲမှာဖြစ်နေတာတွေကိုသိနေတာလို့ပဲ။ကျမဒီဆက်ဆံရေးကိုလုံခြုံရေးအတွက်ဆွတ်လွတ်ရမလားလို့ကျမကငါတို့ရဲ့ကြွာချချက်တွေကအရန်ကိုကြီးမားတယ်ကိုမျိုးဒါကိုမင်းနားလဲရမယ်လို့ပြောလိုက်တယ်။သူကခေါင်းရစ်လိုက်တယ်။ကြွာချချက်ကအရေးမကြီးဘူး။အရေးကြီးတာကကျွန်တော်တို့နှစ်ဦးအတူတကွဘယ်လိုခံစားရလဲဆိုတာပဲကျွန်တော်နေ့တိုင်းခြံထဲမှာအလောက်လုပ်တဲ့အခါခမ ्या ကျွန်တော်ကိုစောင့်ကြည့်နေတယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်ခေါင်းမော့ကြည့်လိုက်တိုင်းခမ ्या ရဲ့ပဒင်းပေါက်ကအလင်းကြောင်တစ်ခုထုတ်ပေါ်လာတာကိုကျွန်တော်မြင်နေတယ်လို့သူကအတိအကျပြောလိုက်တယ်သူရဲ့စောင့်ကြည့်မှုနဲ့ပတ်သက်တဲ့ထုတ်ဖော်ပြောကြားချက်ကကျမရဲ့လွှတ်ချော်ချက်ကိုဖော်ထုတ်လိုက်သလိုပဲကျမမျက်နှာညီရွဲသွားတယ်ဒီလူကကျမထင်ထားတဲ့ပို့ထပ်ပိုးပြီးနဲ့နားလည်နေခဲ့တယ်ရုတ်တရက်မိုးကတိတ်ဆိတ်စွာစတင်ရွာချလာတယ်။ဆိုင်ရဲ့အမှုပေါ်ကိုမိုးစိတ်တွေကျဆင်းတဲ့အတန်ကကျမတို့ရဲ့တိတ်ဆိတ်မှုကိုဖိပေးနေတယ်။မိုးရွာလာပြီ။ခမ ्या အိမ်ကိုဘလို့ပြန်မလဲ။လူကိုမျိုးကစိုးရိမ်ချက်ကြီးမေးလိုက်တယ်။ကျမတို့နှစ်ဦးတာပြန်ဖို့အတွက်ကားဓမ္မမဟုတ်ထီးမပါလာခဲ့ဘူး။မိုးကပိုပြီးတည်တတ်လာခဲ့တယ်။ကျမရဲ့တကိုယ်နုံဆုတ်ဆွတ်မသွားအောင်ဘလို့လုပ်ရမလဲ။မိုးကတီးတန့်စွာရွာသွဲလာခဲ့ပြီ။ချမ်းမြေတာယာလက်ဖက်ရည်ဆိုင်ငယ်လေးရဲ့အပြင်ဘက်မှာလျှက်စီးကြောင်းတွေလက်နေတယ်။မိုးရေဆက်တွေဟာ
ပရင်းမောက်မှန်တွေကိုတဖြော့ဖြော့လက်ခတ်နေတယ်ကျမတို့မှာထီးလည်းမရှိကားလည်းမရှိဒေါ်ဆန်းယူအနေနဲ့ဒီလိုအခြေအနေမျိုးကိုရင်ဆိုင်ရတာနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ပဲမိုးကဒလော့တီးခံမယ်ဆိုတာမထင်ထားဘူးကျွန်တော်စပိန်နဲ့လာခဲ့လာဒေါ်ဆန်းယူခမ ्या ကိုစပိန်ပေါ်တင်ပြီးတော့လိုက်မပုံနိုင်ဘူးလို့ကိုမျိုးကစိုးရိမ်နဲ့လေတန်းနေပြောလိုက်တယ်ကျမပရင်းပေါက်အပြင်ဘက်ကိုငေးကြည့်လိုက်တယ်မိုးကမရက်သေးဘူးဒီအချိန်မှာအိမ်ပြန်ဖို့ကြိုးစားရင်ကျမအဖျားတက်မှသိကြတယ်ဒီနားမှာအငှားကားတွေလည်းမရှိဘူးအိမ်ခေါ်ကားကိုဖုံးဆက်ရင်လည်းဒီမိုးထဲမှာမလာချင်ကြလောက်ဘူးလို့ကျမစဉ်းစားခံဖွင့်လိုက်တယ်ကိုမျိုးကစပယ်ဘောကလက်ဖက်ရည်ခွက်တွေရှင်ပြီးတီငိန်နဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပုံရတယ်ဒေါ်ဆန်းယူကျွန်တော်တို့မိုးစိမ်းအောင်ဆောင်ရလိမ့်မယ်ဒါပေမဲ့ဒီမှာဆက်ထိုင်နေရင်လည်းမကောင်းဘူးခမ ्या အေးမိလိမ့်မယ်လို့သူကပြောပြီးသူ့ပိုက်ဆံအိတ်ထဲကနေတော်တွဲတစ်ခုကိုထုတ်လိုက်တယ်ဒီနားမှာကျွန်တော်ရဲ့အခန်းငယ်လေးရှိတယ်ပစ္စည်းတွေကိုခဏထားဖို့ယူထားတဲ့အခန်းပါလမ်းလျှောက်ရင်9မိနစ်လောက်ပဲကြာတယ်အဲ့ဒီမှာမိုးစဲတဲ့အထိခဏသွားနေကြရအောင်ပိုတော့တက်တောင့်တက်တာရှိလိမ့်မယ်ခြံစည်းဦးအကြောင်းကိုလည်းဆက်ဆွင်းတွေ့လို့ရတာပေါ့လို့သူကအဆိုပြုလိုက်တယ်ကျမရဲ့ရင်ခွန်တန်ကမြန်ဆန်သွားတယ်သူ့ရဲ့အခန်းကျမတို့နှစ်ဦးတည်းလူမှုရေးစီးမင်းတွေကိုချိုးဖောက်နေပြီဒါပေမဲ့ကျမရဲ့ခန္ဓာကိုယ်ကမိုးအေးထံကိုခံစားနေရဖြစ်ကျမရဲ့စိတ်ကနှွေးထွေးမှုကိုတောင်းတနေခဲ့တယ်ကိုမျိုးဒါကတင့်တော်ပါမလားလို့ကျမတုံဆိုင်စွာမေးလိုက်တယ်သူကကျမကိုတိုက်ရိုက်ကြည့်လိုက်တယ်ကျွန်တော်ခမ ्या ကိုလေးစားတယ်တော်ဆန်းယူကျွန်တော်တို့ရေဆိုပြီးအေးမိတာထပ်စာရင်ဒီထက်ပိုကောင်းတဲ့ဆုံးဖြတ်ချက်မရှိဘူးလို့ထင်ပါတယ်ခြံစည်းရိုးကိစ္စအတွက်အစီအစဉ်ဆွဲတဲ့စက်ကူတွေလည်းအဲ့ဒီမှာရှိတယ်ကျွန်တော်ခမ ्या ကိုကတိပေးပါတယ်ဘာမှမဖြစ်စေရဘူးလို့သူကပြက်သားစွာပြောလိုက်တယ်သူ့ရဲ့ယုံကြည်မှုနဲ့ရိုးသားမှုကကျမရဲ့စိုးရိမ်စိတ်တွေကိုလျော့ပါသွားစေတယ်ကျမခေါင်းငိမ်လိုက်တယ်ကောင်းပါပြီဒါပေမဲ့မြန်သွားရအောင်လို့ပြောလိုက်တယ်ကျမတို့နှစ်ဦးလုံးထီးမပါပဲဆိုင်ထဲကနေပြေးထွက်ခဲ့ကြတယ်လမ်းမီးတွေရောင်တွေကမိုးရီထဲမှာအယောင်ဆုံးစွာပြန့်လွင့်နေတယ်ကိုမျိုးကကျမရဲ့လမ်းမောင်းကိုခပ်ဖောက်ဖာစုပ်ကင်ပြီးလမ်းပေါ်ကရီအိုင်တွေကိုရှောင်ရှားဖို့ကူညီပေးတယ်သူ့ရဲ့လက်ဖွားကနှွေးထွေးပြီးတန့်မာတယ်ဒီထိတွေ့မှုကကျမရဲ့ခန္ဓာကိုယ်ထဲကိုစိမ့်ဝင်သွားပြီးလုံခြုံမှုနဲ့စိတ်လှုပ်ရှားမှုနှမျိုးလုံးကိုပေးစွမ်းခဲ့တယ်လမ်းလျှောက်နေစဉ်အတွင်းကျမရဲ့ခန္ဓာကိုယ်ကသူ့ရဲ့ခွန်အားနဲ့နီးကပ်မှုကိုလိုလားနေတယ်ဆိုတာသတိထားမိလိုက်တယ်9မိနစ်အကြာမှာကျမတို့နှစ်ထပ်တိုက်ဟောင်းတူးရဲ့နောက်ဖဲလီကာနာကိုရောက်လာခဲ့ကြတယ်ကိုမျိုးကတော့ဖွင့်ဒီတကားကိုတုံးဖွင့်လိုက်တယ်အခန်းထဲမှာအနက်အသက်ကမြေစီလွဲအဆိုဒါရှားဆောင်လက်ပတ်အနက်တွေရောမျိုးနေတယ်အခန်းကကျင်းပေမဲ့ထန့်ရှင်းတယ်အခန်းတောက်မှာတစ်ခုံသေးလေးတစ်ခုနဲ့စပွဲခုံတစ်ခုလည်းရှိတယ်သူကကျမကို6တွေးတဲ့နေရာကိုဥတီခေါ်သွားတယ်ထိုင်မှာတော့ဆန်းယူခမ ्या ရဲ့အင်ကြီးကစွတ်စွတ်နေပြီကျွန်တော်ခမ ्या အတွက်ပဝါရှာပေးပါမယ်လို့ပြောတယ်ပြီးတော့အခန်းတောက်မှာခောက်ထားတဲ့အဝတ်တွေထဲကနေတန့်ရှင်းတဲ့လက်တုပဝါအဟောင်းတစ်ခုကိုယူလာပေးတယ်ကျမပဝါကိုယူပြီးကျမရဲ့စွတ်စွတ်နေတဲ့စပင်ကိုဖြည်းဖြည်းချင်းတုပ်လိုက်တယ်အခန်းကနှွေးထွေးတယ်အပြင်ဘက်ကမိုးတံကပိုကျဲလာတယ်ကျမတို့နှစ်ဦးတည်းဒီအခန်းထဲမှာရှိနေတယ်ကိုမျိုးကသူ့ရဲ့ပခုံးပေါ်ကရေစက်တွေကိုဖယ်ရှားပြီးရင်နွေးဦးကိုဖွင့်လိုက်တယ်ဒါကကျမရဲ့နေစရာပါခမ ्या နဲ့ခမန်းထန်ရဲ့အင်ကြီးလိုက်တော့ကြွားတယ်ဒါပေမဲ့အ ਨੇ ဆုံးတော့နှွေးထွေးတယ်လို့သူကရိုးသားစွာဝင်ခံတယ်နှွေးထွေးတဲ့ကိုမျိုးတို့ကျမတိတ်ဆိတ်စွာပြန်ဖြေလိုက်တယ်ရုပ်ပိုင်းဆိုင်ရာနှွေးထွေးမှုမဟုတ်သူ့ရဲ့နီးကပ်မှုကပေးစွာနဲ့စိတ်ပိုင်းဆိုင်ရာနှွေးထွေးမှုကိုဆိုလိုတာဖြစ်တယ်သူကလက်ဖက်ရည်နှက်ခွက်ဖြော်ပြီးစပွဲပေါ်မှာတင်လိုက်တယ်ပြီးတော့သူကစပွဲကကျမကိုမျက်နှာချင်းဆိုင်နေရမှာထိုင်တယ်ကျမတို့ရဲ့ဒူးတွေကတလမားလောက်ပဲကွာတော့တယ်ဒီနီးကပ်မှုကကျမရဲ့စိတ်ကိုလှုပ်ရှားသွားစေတယ်သူ့ရဲ့မျက်လုံးတွေကအခုတော့ပိုပြီးနှက်ကျင်းသွားတယ်ဒေါ်ဆန်းယူဦးမြတ်မင်းလိုလူတွေကကျွန်တော်တို့ကိုတရားစီရင်ဖို့စူးစမ်းလိမ့်မယ်ဒါပေမဲ့ဒီအခန်းထဲမှာကျွန်တော်တို့နှစ်ခုတည်းရှိတယ်ခမ ्या ရဲ့စိတ်ထဲမှာဘာတွေရှိနေတယ်ဆိုတာကျွန်တော်ကိုပြောပြလို့ရမလားလို့သူကခတိုးတိုးလေးမေးလိုက်တယ်သူ့ရဲ့အတန်ကနူးညံ့ပေမဲ့တောင်းဆိုနေတယ်ကျမရဲ့လက်တွေတုံရင်းလာတယ်ကျမရဲ့လက်ဖက်ရည်ခွက်ထဲကရည်နွေးတွေဟာကျမတို့နှစ်ဦးကြားမှာပြန်တက်နေခဲ့ကိုမျိုးရဲ့မိခွန်းကတိုက်ရိုက်ပြီးလေးနက်တယ်ခမ ्या ရဲ့စိတ်ထဲမှာဘာတွေရှိနေလဲဆိုတာကျွန်တော်ကိုဖြောပြလို့ရမလားကျမတို့နှစ်ဦးရဲ့ဒူးတွေသာတလက်မှသာကွာတဲ့ဒီအခန်းငယ်လေးထဲမှာ
ကျမဘာကိုမှဖုံးကွယ်ထားလို့မရနိုင်တော့ဘူးမိုးတန်ကအပြင်ဘက်မှာစူညံနေပေမဲ့ကျမရဲ့ရင်ခုန်တန်ကပူချက်လောင်နေခဲ့တယ်ကျမလက်ဖက်အီခွက်ကိုစပွဲပေါ်ဖြည်းဖြည်းချင်းချလိုက်တယ်ကျမရဲ့လက်ချောင်းတွေကအနှဲငယ်တုံရင်းနေတယ်ကျမမျက်လုံးတွေကိုစိတ်အားထက်သန်မှုနဲ့နူးညံ့မှုရောနှောနေတဲ့သူ့မျက်လုံးတွေစီကိုစိုက်ကြည့်လိုက်တယ်ကိုမျိုးကျမအသက်60ရှိပြီကျမခင်မင်းကိုဆုံးရှုံးပြီးနောက်ကျမရဲ့ဘဝကအေးဆက်နေတယ်ပြီးတော့မင်းကခြံထဲကိုရောက်လာခဲ့တယ်မင်းကအပင်တွေကိုဂယုစိုက်တယ်လို့ပဲကျမရဲ့ပျောက်ဆုံးနေတဲ့အစိတ်ပိုင်းကိုလည်းနိုးဆုလိုက်တယ်ဆိုပြီးကျမတိုးတိုးလေးဝင်ခံလိုက်တယ်ကျမရဲ့အထံကလဲချောင်းထဲမှာနစ်မြုပ်သွားခဲ့တယ်သူကခေါင်းညိတ်တယ်နားလည်မှုနဲ့စောင့်စားနေခဲ့တယ်ကျမကမုတ်ဆူတယောက်လူတွေရဲ့အမြင်မှာကျမဟာတိတ်ခါရှိရှိတိတ်တိတ်ဆိတ်ဆိတ်နေရမယ်သူဒါပေမဲ့မိနစ်ထွေးတဲ့အခါတိုင်းကျကျမရဲ့အတွင်းစိတ်ကပုံငန်းနေတယ်ဒီနေ့ညနေစာအတွက်ကျမဒီကိုရောက်လာတာခြံစည်းရိုးကိစ္စကြောင့်မဟုတ်ဘူးဆိုတာမဲသိတယ်မဟုတ်လားဆိုပြီးကျမတကြက်မမဲလိုက်တယ်ကိုမျိုးကရှေ့ကိုအနှင်းငယ်တိုးလာတယ်ကျမတို့ရဲ့ဒူးတွေကအခုတော့ထိခတ်သွားပြီဒီထီးတွေးမှုကကျမရဲ့အပူချိန်ကိုချက်ချင်းမြင့်တက်စေခဲ့တယ်ကျွန်တော်သိတယ်ကျွန်တော်ကခမ ्या ကိုအမျိုးသမီးတစ်ယောက်အနေနဲ့ပဲမြင်တယ်အသက်60ဆိုတဲ့နံပါတ်ကိုကျွန်တော်မမြင်ဘူးခမ ्या ရဲ့နူးညံ့တဲ့စိတ်ဝိညာဉ်ကိုပဲမြင်တယ်ဆိုပြီးသူကပြောလိုက်ပြီးသူ့ရဲ့တန်မားတဲ့လက်ဖွားကိုကျမရဲ့လက်ဖွားပေါ်မှာဖိကတ်လိုက်တယ်ကျမရဲ့လက်ဖွားပေါ်မှာသူ့ရဲ့လက်ရဲ့အပူချိန်ကကျမရဲ့ခန္ဓာကိုယ်လေးကိုစိတ်ဝင်သွားခဲ့တယ်ကျမမျက်လုံးတွေကိုမှိတ်လိုက်တယ်အချိန်နဲ့ရက်တန်းသွားသလိုပဲအပြင်ဘက်ကမိုးတန်တာကြန့်ရှိနေတော့တယ်သူကကျမရဲ့လက်ကိုဖြည်းဖြည်းချင်းဆုပ်ကိုင်ပြီးကျမရဲ့လက်ဖမိုးပေါ်မှာသူ့ရဲ့နှုတ်ခမ်းကိုအသားရဖိကတ်နှမ်းလိုက်တယ်ဒီအပြုအမူကယူသေးမှုနဲ့စန္ဒရောနှောနေတဲ့ခံစားချက်ကိုပေးတယ်ကျမမျက်လုံးတွေကိုဖွက်လိုက်တော့သူကကျမကိုနူးညံ့စွာကြည့်နေတယ်သူကကျမရဲ့မျက်နှာစီကိုပိုပြီးနီးကပ်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲကျမတို့ရဲ့နှုတ်ခမ်းတွေစုံတွေ့သွားခဲ့တယ်အဲ့ဒါကပြင်းထန်တဲ့နမ်းရှုမှုမဟုတ်ဘူးနူးညံ့ပြီးစူးစားတဲ့နမ်းရှုမှုဖြစ်တယ်ကျမရဲ့နှုတ်ခမ်းတွေကဆူဆွတ်ပြီးသူ့ရဲ့နှုတ်ခမ်းတွေကနွမ်းထွေးတယ်အသက်60ရှိတဲ့ကျမအတွက်ဒီလိုနမ်းရှုမှုကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအမတ်ရများကိုပြန်လဲနိုးဆုလိုက်တယ်ကျမရဲ့စိတ်ထဲမှာလူမှုရေးစည်းမျဉ်းတွေကပျောက်ကွယ်သွားခဲ့ပြီသူကကျမရဲ့ခေါင်းကိုသူ့ရဲ့လက်ဖွားများနဲ့ထိမ့်ကွန်ပြီးနမ်းရှုမှုကိုပုံမနဲ့ကျင်စေခဲ့တယ်ကျမသူ့ရှပ်အင်းကြီးကိုစုပ်ကိုင်ထားမိတယ်ကျမတို့နှစ်ယောက်လုံးတယောက်ကိုတယောက်လိုအပ်နေချောင်းကိုခံစားလိုက်မိခဲ့ကြတယ်ကိုမျိုးကနမ်းရှုမှုကိုဖြည်းဖြည်းချင်းလွတ်လိုက်ပြီးကျမရဲ့လေဘင်းနားကိုနှုတ်ခမ်းတွေနဲ့ရွေလာသွားခဲ့တယ်နွမ်းထွေးတဲ့အသက်ရှူတန်တွေကကျမရဲ့အရေးပလာကိုထိတွေ့နေတယ်သူကကျမရဲ့အင်ဂျီဘောကလေဘင်းကျဲတဲ့ကိုဖြည်းဖြည်းချင်းဖြုတ်နေတယ်သူ့ရဲ့လက်ချောင်းတွေကအာယုံခန်းစားရှိပြီးလိမ့်မာတယ်ကျမတိတ်တိတ်ဆိတ်ဆိတ်နေလိုက်တယ်အခုချိန်မှာစကလုံးတွေမလို့အပ်တော့ဘူးအရာရာဟာခန္ဓာကိုယ်ရဲ့ဘာသာနဲ့စီးစိမ့်နေပြီကျမရဲ့အင်ဂျီကိုလေဘင်းကပခုံးအောက်ကိုရွေလာသွားခဲ့တယ်ကျမရဲ့အရေးပြားကလီနဲ့ထိတော့အနှဲငယ်တုံရင်သွားခဲ့တယ်ကိုမျိုးကကျမရဲ့ပခုံးသားတွေကိုနူးညံ့စွာနှမ်းလိုက်တယ်ပြီးတော့သူကကျမရဲ့မျက်လုံးတွေကိုပြန်ကြည့်လိုက်တယ်သူကခွင့်ပြုချက်ကိုတောင်းခံနေတယ်လို့ပဲကျမရဲ့မျက်လုံးတွေကရှေ့ကိုဆက်ဖို့ဆိုတဲ့အဖြေကိုပေးလိုက်တယ်သူကကျမရဲ့နားနားကိုကတ်လာပြီးတူတူလေးပြိုးလိုက်တယ်ဒေါ်ဆန်ယူကျွန်တော်ခမ ्या ကိုအမြဲတမ်းပိုင်ဆိုင်ခြင်းခဲ့တာအဲ့ဒီနောက်မှာသူကကျမကိုစပွဲကနေဖြည်းဖြည်းချင်းထိုက်ရက်စေးပြီးသူ့ရဲ့လက်နှခမ်းကိုကျမရဲ့ခါပပတ်လေကိုရစ်ပတ်လိုက်တယ်ကျမတို့ကူလင်ခနာရီဟာအခုတော့တင်းတင်းကြပ်ကြပ်ပူကတ်သွားပြီကျမရဲ့ကကူလုံးသူ့ရဲ့ခုနားနဲ့အပူချိန်ကိုခံစားနေရတယ်ဒီအခန်းလေးထဲမှာမိုးတန်ကပျောက်ကွယ်နေပြီးခံစားချက်တွေရဲ့လိုင်းတပူးကမဲ့ကြန့်ရှိနေတော့တယ်ကျမတို့ရဲ့ဆက်ဆံရေးကအလုပ်ကိစ္စမဟုတ်တော့ဘူးအဲ့ဒါကချက်လို့မဲ့ကြဖြစ်တယ်ဒါပေမဲ့ဒီအချစ်ကလုံခြုံပါမလားကျမတို့နှစ်ဦးရဲ့ကိုယ်ခန္ဓာတွေပူးကတ်နေတဲ့အခန်းငယ်လေးထဲမှာမိုးတန်ဟာတဖြည်းဖြည်းတိတ်ဆိတ်သွားခဲ့တယ်အခုတော့ကျမရဲ့ရင်ခုန်တန်ကပဲအရာရာကိုလွှမ်းမိုးနေတယ်ကျမတို့စမ်းယူဟာဒီလိုမျိုးပြင်းထန်တဲ့ခံစားမှုကိုနှစ်ပေါင်းများစွာမခံစားခဲ့ရဘူး
ကိုမျိုးရဲ့လက်တွေကကျမရဲ့ခါကိုတင်းတင်းကြပ်ကြပ်ပွက်ဖတ်ထားစင်းမှာကျမဟာအသက်60အရွယ်မုံဆူမတယောက်မဟုတ်ပဲငယ်ရွယ်တဲ့မင်းပြိုတယောက်လိုခံစားနေခဲ့ရတယ်။ကျမတို့ရဲ့အသက်ရှူသံတွေဟာတသားတည်းကျနေခဲ့ပြီးကိုမျိုးကသူ့ရဲ့ဘားပြင်ကိုကျမရဲ့နဖူးပေါ်ကိုဖိကတ်လိုက်တယ်။ကျွန်တော်ခမ ्या ကိုစောင့်ကြည့်နေတာကြာပြီဒေါ်ဆန်းယူခမ ्या ရဲ့ဝိညာဉ်ကအမြဲတမ်းငိုကြွေးနေတယ်လို့ကျွန်တော်ထင်ခဲ့တာလို့သူကတိုးတိုးလေးပြောလိုက်တယ်။အခုတော့မငိုကြွေးတော့ဘူးကိုမျိုးလူကျမဖြေလိုက်တယ်။ကျမရဲ့လက်တွေကသူ့ရဲ့ကြောပင်ပေါ်ကရှက်အင်ကြီးကိုစုပ်ကင်ထားတယ်။ကျမတို့ရဲ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲဆိုတာကျမဂယုမဆိုင်တော့ဘူး။အချိန်အတော်ကြာတဲ့အထိကျမတို့ဒီအတိုင်းရပ်နေခဲ့ကြတယ်။အခန်းထဲမှာနှွေးထွေးမှုတတ်တောင်းတတ်တာမှုနဲ့လုံခြုံမှုတွေပြည့်နှက်နေခဲ့တယ်။ပြီးတော့ကိုမျိုးကဖြည်းဖြည်းချင်းကျမကိုလွတ်ပေးလိုက်တယ်။သူကကျမရဲ့အင်ကြီးကိုပြန်ဝစ်ပေးဖို့ကြိုးစားပေမဲ့ကျမရဲ့လက်တွေကသူ့ကိုတားလိုက်တယ်။ကျမရဲ့ပခုံးထားတဲ့ဟာအခုထိပူနွေးနေတော့ပဲ။ကျမတို့နှစ်ယောက်စလုံးစားပွဲခုံစီပြန်လျှောက်လာခဲ့ကြပြီးတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ထိုင်လိုက်ကြတယ်။ဒါပေမဲ့အရင်ကလိုမဟုတ်တော့ဘူး။ကျမတို့ကြားကတိတ်ဆိတ်မှုဟာပိုပြီးနှက်ရှင်ပြီးအတိတ်ပဲရှိနေခဲ့တယ်။ကိုမျိုးကစစကားပြောတယ်။ကျွန်တော်ခမ ्या ကိုဘာမှအတင်းအကျပ်မလုပ်ခိုင်းပါဘူးဒေါ်ဆန်းယူ။ဒါပေမဲ့ကျွန်တော်တို့နှစ်ဦးကြားမှာဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုဝန်ခံရလိမ့်မယ်လို့ပြောလိုက်တယ်။သူရဲ့စကားကြောင့်မနှင်းရကဦးမြတ်မင်းရဲ့မျက်လုံးများနဲ့မားညာအတင်းအဖျင်းစကားတွေဟာကျမရဲ့ခေါင်းထဲမှာပြန်ပေါ်လာခဲ့တယ်။ကျမတို့အခုမှစတင်ခဲ့တဲ့ဒီဆက်ဆံရေးဟာအန်တီရဲ့နဲ့ပြင်းနှက်နေတယ်ဆိုတာကျမနားလဲတယ်။ကျမကြောက်တယ်ကိုမျိုးလို့ကျမရိုးသားစွာဝန်ခံလိုက်တယ်။ကျမအသက်ကြီးပြီကျမရဲ့မိသားစုရက်ကွက်နဲ့ကျမခင်ဝန်ဒီရဲ့ဂုဏ်သိက္ခာကိုစဉ်းစားရမယ်။ဒီဆက်ဆံရေးကကျမတို့နှစ်ဦးစလုံးရဲ့ဘဝကိုဖျက်ဆီးပစ်နိုင်တယ်။ခမ ्या ကငယ်သေးတယ်။ကောင်းမွန်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့ထိုက်တန်တယ်လို့ပြောလိုက်တယ်။ကိုမျိုးကသူ့ရဲ့ကောင်းကိုဖြည်းဖြည်းချင်းခါရမ်းတယ်။ခမ ्या ထင်တာကိုမလုပ်ပါနဲ့ဒေါ်ဆန်းယူ။ကျွန်တော်ရဲ့ဘဝဟာခမ ्या နဲ့ဆက်နွယ်နေပြီ။ကျွန်တော်ကဥယျာဉ်မှုတရားမလို့လူတွေရဲ့အသေးအဖြန့်စကားတွေကကျွန်တော်ရဲ့အလုပ်ပေါ်မှာဘာမှအကျိုးသက်ရောက်မှုမရှိဘူး။ဒါပေမဲ့ခမ ्या အတွက်ကတော့သူကစကားကိုရက်လိုက်ပြီးစားဝဲကွန်ပေါ်ကကျမရဲ့လက်ကိုပြန်ကိုင်လိုက်တယ်။ခမ ्या ကကျွန်တော်ကိုစွန့်ပစ်လိုက်မယ်ဆိုရင်တောင်ကျွန်တော်အတွက်ခမ ्या ကိုချစ်နေခဲ့တဲ့ဒီအချင်းလေးတွေကအမြဲတမ်းအမတ်ရဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ခမ ्या နဲ့မခွဲချင်ဘူးလို့သူကတောင်းဆိုလိုက်တယ်။သူရဲ့ရိုးသားသောစကားလုံးတွေကကျမရဲ့ခံစားချက်ကိုပို့ပြီးတော့နှက်ရှင်စေခဲ့တယ်။ကျမတို့ရဲ့နှလုံးသားတွေဟာအတူတူခုန်နေခဲ့ကြပြီ။ကျမရဲ့စိတ်ထဲမှာအဖြေတစ်ခုပေါ်လာခဲ့တယ်။ဒါဟာချစ်ချင်းမေတ္တာလားအထီးကျန်နေကလိုချင်တဲ့ခဏလာပျော်ရွှင်မှုလားဒီကိစ္စကိုဘယ်လိုဆက်လုပ်ရမလဲဆိုတာမနှက်ဖြန်စဉ်းစားကြရအောင်ကိုမျိုးလို့ကျမဆုံးဖြတ်ချက်ကိုခဲရအဆိုင်သလိုက်တယ်။ကျမရဲ့စိတ်ကလုံးဝမတည်ကြသေးဘူး။အဲ့ချိန်မှာပဲမိုးကလုံးဝဆေးသွားခဲ့ပြီ။အခန်းထဲမှာတိတ်ဆိတ်မှုကပြန်လဲချီးကျိုးနေခဲ့တယ်။ကိုမျိုးကချစ်ချင်းထရလိုက်တယ်။ကောင်းပြီတော့ဆန်းယူကျွန်တော်ခမ ्या ကိုအိမ်ပြန်လိုက်ပို့ပေးပါမယ်။သူကကျမကိုတကားဝစီလိုက်ပို့ပေးတယ်။တကားကိုဖွင့်လိုက်တော့လားရောင်ကကျမတို့မျက်နှာကိုတိုက်ရိုက်ထိတွေ့နေတယ်။သူကကျမရဲ့လက်ကိုစောက်ကင်ထားစေပဲ။ကျမတို့လေဓာတ်ပေါ်ကနေဆင်းလာခဲ့ကြတယ်။လမ်းပေါ်မှာလမ်းလျှောက်တဲ့အချိန်မှာသူကကျမနဲ့ခက်နီးနီးမှာပဲရှိနေခဲ့တယ်။သူကကျမကိုကာကွယ်ပေးနေတယ်လို့ပဲ။ကျမတို့အိမ်ရှိရောက်တော့ကျမမျက်နှာချင်းဆိုင်လက်လိုက်တယ်။ကိုမျိုးမနှက်ဖြန်ချန်စင်ယိုကိစ္စကိုစတင်ဖို့အတွက်ကျမအိမ်နောက်ဖန်းကိုမင်းနဲ့အတူလိုက်လာခဲ့မယ်။မနက်9 နာရီမှာလို့ကျမအတိအကျပြောလိုက်တယ်။ဒါဟာနောက်ထပ်တွေ့ဆုံမှုချင်းဆုံမှုဖြစ်တယ်ဆိုတာကျမတို့နှစ်ယောက်စလုံးသိတယ်။သူ့ရဲ့မျက်လုံးထဲမှာပျော်ရွှင်မှုကချက်ချင်းပေါ်လာခဲ့တယ်။ကျမစောင့်နေပါမယ်ဒေါ်ဆန်းယူလို့သူကပြောလိုက်တယ်။ပြီးတော့သူကကျမကိုတိုက်ရိုက်နမ်းရွှတ်ဖို့မကြိုးစားတော့ပဲကျမရဲ့လက်ဖမိုးကိုနူးညံ့စွာနမ်းပြီးလွတ်ပေးလိုက်တယ်။ကျမအိမ်ထဲကိုဝင်လာခဲ့တယ်။ကျမအနောက်ကိုမလှည့်ကြည့်တော့ဘူး။ဒါပေမဲ့ကျမရဲ့ရင်ခုန်တန်းကပြေးလွှာနေခဲ့တယ်။ကျမအပေါ်တက်သွားတော့ဧည့်သည်ကမ်းမိကဖွင့်နေတယ်။ကျမရဲ့သားဦးနေဝင်းကကျမကိုတီးငင်ပြီးစစ်ဆေးနေတဲ့မျက်လုံးများနဲ့စောင့်နေခဲ့တယ်။ ကျမရက်တန်သွားတယ်မမြဦးနေဝင်းကိုအကြောင်းကြားလိုက်တာတေးကြတယ်ဒါမှမဟုတ်ဦးမြတ်မင်းကကျမရဲ့တာကိုဖုံးဆက်လိုက်တာဖြစ်နိုင်တယ်ကျမရဲ့ကိုယ်ခန္ဓာမှာကိုမျိုးရဲ့အနန္တကပ်ပါလာသလားဆိုတာကိုကျမစစ်ဆေးမိတယ်တာဘာဖြစ်လို့ဒီအချိန်ကြီးလာနေတာလဲအိမ်မှာအဆင်မပြေဘူးလားလို့ကျမတာမန်အတိုင်းနှုတ်ဆက်လိုက်တယ်ဦးနေဝင်းကချက်ချင်းထရက်တယ်သူကစပွဲကွန်စီကိုရှောက်လာပြီးကျမနဲ့မျက်နှာချင်းဆိုင်ရက်လိုက်တယ်
အိမ်မအဆင်ပြေပါတယ်ကျွန်တော်ကအမေနဲ့စကားပြောချင်လို့ပါချန်စီယိုကိစ္စမဟုတ်ဘူးအမေလို့သူကခပ်ပြက်ပြက်ပြောလိုက်တယ်သူရဲ့လေတံမှာအာနာပါနေလေကျမရဲ့စိတ်ထဲမှာဒေါသစတင်ဖြစ်ပေါ်လာတယ်ကျမကသူ့အမေကျမရဲ့ဘဝကိုသူစိတ်စစ်ပိုင်ခွင့်မရှိဘူးဒါပေမဲ့မိသားစုကုန်တိခါဆိုတဲ့အတားအဆီးကကျမကိုဆွဲထားတယ်ဘာကိစ္စလဲနေဝင်တက်တက်ပြောပါလို့ကျမမမှန်ရက်ပြီးရင်ဆိုင်လိုက်တယ်ဦးမြတ်မင်းကကျွန်တော်ကိုဖုံဆက်တယ်အမေကအိမ်လို့တပွားတယောက်နဲ့မသိတော်တဲ့နေရာမှာညနေစာစားတယ်တဲ့အဲ့ဒါကဟုတ်လားလို့သူကတိုက်ရိုက်မေးလိုက်တယ်ကျမနှုတ်ခမ်းကိုတင်းတင်းဆေးလိုက်တယ်ဟုတ်တယ်ချန်စီယိုကိစ္စကိုဆွေးနွေးခဲ့တယ်မိုးရွာလို့သူအခန်းမှာခဏနေခဲ့ရတယ်ဘာဖြစ်လဲလို့ကျမစိတ်ဆိုးမှန်ပါပြန်ပြောလိုက်တယ်ဦးနေဝင်းကလက်ကိုခိုင်းရမ်းတယ်အမေကျွန်တော်အဖေကွယ်လွန်သွားတာတိတ်မကြသေးဘူးအမေကဒီလိုမျိုးအမိုးချင်းတွေနဲ့ကျွန်တော်တို့ကိုလူမှုရေးရာရှက်ရက်အောင်မလုပ်တင်ဘူးအမေကဒေါ်ဆန်းယူလူတွေလေးစားရတဲ့တထေကတော့အဲ့ဒီဥယျာဉ်မူရဲ့အသက်က42နှစ်ပဲရှိသေးတယ်အမေက60ပြည့်ဒီအမေနဲ့သူ့ကြားမှာဘာဖြစ်နေတာလဲလို့သူကဓာတ်ရိုက်ဆွဆွဲလိုက်တယ်သူ့ရဲ့စကလုံးတွေကကျမကိုဓာတ်နဲ့ထိုးလိုက်တယ်လို့ခံစားရလဲကျမရဲ့ပုတ်ကိုရေးလွတ်လပ်မှုကိုသူကလုံးဝလေးစားမှုမရှိဘူးငါရဲ့ဘဝပါငါပျော်ရွှင်ချင်တာကိုငါရွေးချယ်မယ်နေဝင်ငါရဲ့ကုန်တိတ်ခါကိုငါကိုယ်တိုင်ဆုံးရှုံးနိုင်တဲ့နေဝင်လို့ကျမလေတန်းတိုးသွားပေမဲ့ခိုင်မာစွာပြောလိုက်တယ်ဦးနေဝင်းကကျမကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်တယ်အမေပျော်ရွှင်မှုဆိုရင်မိသားစုရဲ့ကုန်တိတ်ခါကိုစွန့်လွတ်မှာလားကျွန်တော်အမေကိုရွေးချယ်ခရလိမ့်မယ်လို့သူကပြောလိုက်တယ်ဘာကိုရွေးချယ်ရမှာလဲလို့ကျမမေးလိုက်တယ်အမေဒီဆက်ဆံရေးကိုချက်ချင်းရက်တန့်ရမယ်ကိုမျိုးကိုမနှက်ဖြန်အလုတ်ကထုတ်ပြရမယ်ဒါမှမဟုတ်အမေတယောက်တည်းနေထိုင်ဖို့ရွေးချယ်ရလိမ့်မယ်ကျွန်တော်တို့ရဲ့မိသားစုကဒီလိုမျိုးအဖြစ်အပျက်တွေနဲ့လက်ခံနိုင်မှာမဟုတ်ဘူးကျွန်တော်အမေကိုတကယ်ချစ်တယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကကျွန်တော်တို့အားလုံးအတွက်ဖြစ်တယ်လို့ဦးနေဝင်းကအဆုံးဖြတ်တဲ့အတန်းနဲ့ပြောလိုက်တယ်အဆုံးဖြတ်တဲ့စကားကျမရဲ့အချစ်ကိုလူမှုရေးအကျိုးအစီးပွားနဲ့ဖလဲလွန်ဖို့သူကတောင်းဆိုနေပြီးကျမနှလုံးသားကနာကျင်လာပြီးကျမရဲ့စိတ်ထဲမှာကိုမျိုးရဲ့နွယ်ထွေးသောလက်ဖွားသူ့ရဲ့နူးညံ့သောနန်းရှုံမြောင်ရဲ့ကျမကိုအမျိုးသမီးတယောက်အနေနဲ့မြင်တဲ့အကြည့်တွေဟာပြန်ပေါ်လာခဲ့တယ်ကျမအဲ့ဓာတွေကိုလက်လွတ်ခံနိုင်မလားငါအလုပ်မထုတ်ဘူးနေဝင်သူကသူ့အလုပ်ကိုကောင်းကောင်းလုပ်တယ်ငါဘဝကိစ္စကိုငါကိုယ်တိုင်ဆုံးဖြတ်မယ်နေဝင်လို့ကျမပြပြသားသားပြောလိုက်တယ်ဦးနေဝင်းမျက်နှာကချက်ချင်းမေးတောင်သွားခဲ့တယ်ဒါဆိုရင်အမေကကျွန်တော်တို့မိသားစုကိုစွန့်လွတ်လိုက်တာပဲအမေရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်လေးစားတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကိုချရလိမ့်မယ်လို့ပြောပြီးသူကကျမကိုစိုက်ချနေရင်အိမ်ကထွက်သွားခဲ့တယ်တကားပိတ်သွားတဲ့အတန်ကအိမ်တစ်ခုလုံးကိုတုန်ကားသွားစေခဲ့တယ်ကျမတယောက်တည်းဧည့်သည်ခန်းထဲမှာကြံ့ရစ်ခဲ့တယ်အရာအလုံးကတိတ်ဆိတ်နေပြီကျမရဲ့ဘဝဟာအခုနောက်ပိုင်းစီးချမှုကိုရင်ဆိုင်နေရပြီကျမအပေါ်ထွက်တက်သွားတယ်ကျမရဲ့အခန်းထဲမှာအမှောင်ဖုံးနေတယ်ကျမပရင်ပေါက်စီကိုရှောင်သွားပြီးကိုမျိုးရဲ့အခန်းရှိတာအရောက်ကိုငေးကြည့်လိုက်တယ်လာတင်အောင်မှာအရာအလုံးကရှင်းလင်းနေခဲ့ပြီကျမရဲ့နှလုံးသားကပျော်ရွှင်မှုနဲ့နာကျင်မှုနှစ်ခုကြားမှာရုန်းကန်နေခဲ့တယ်ကျမရဲ့အချစ်အတွက်အခက်အခဲကအရန်ကြီးမားနေပြီလားကျမရဲ့အသက်60မှာအားစားခဲ့တဲ့ဒီအချစ်ကတကယ်တန်ဖိုးရှိရလားကျမရဲ့ဘဝဟာအခုတော့ကက်ကြီးရဲ့ဓာသွားလို့ပဲထထမြက်မြက်နှစ်ချမ်းကွဲသွားပြီတစ်ချမ်းကမိသားစုတိတ်ခါနဲ့လူမှုရေးလုံခြုံမှုနောက်တစ်ချမ်းကကိုမျိုးနဲ့ကျမရဲ့နှလုံးသားအခန်းထဲမှာမောင်မိုက်နေပေမဲ့ကျမရဲ့စိတ်ထဲကအရာရာဟာရှင်းလင်းနေခဲ့တယ်မနက်9 နာရီကျမကော်ဖီတောက်ပြီးအိမ်နောက်ဖေးချန်ပတ်စီကိုထော်လာခဲ့တယ်ဒီနေ့ဟာကျမဒေါ်ဆန်းယူရဲ့ဘဝအတွက်အရေးကြီးတဲ့နေ့ဖြစ်မယ်ဆိုတာကျမသိတယ်ကျမကတက်တောင့်တက်တာရှိတဲ့အင်ဝတ်စုံကိုဝတ်ဆင်ထားတယ်အရင်ကလိုလက်ပါကိုစူးစမ်းမနေတော့ဘူးရိုးသားဖို့ပဲစူးစမ်းခဲ့တယ်ကိုမျိုးကအိမ်နောက်ဖေးလေခေါ်နာမှာကျမကိုစောင့်နေခဲ့တယ်သူကတစ်သားပြားရီနဲ့ကရိယာတွေကိုစပွဲဝတ်မှာခြံခင်းထားတယ်သူကကျမကိုမြင်တော့တင်းငိမ်ပြီးအလေးနဲ့ရှိတဲ့အပြုံးတစ်ခုကိုပြုံးပြလိုက်တယ်မနေ့ညကကျမတို့နှစ်ဦးရဲ့အတွေ့အကြုံကသူ့ကိုပို့ပြီးတော့ခိုင်မာစေခဲ့သလားမသိဘူးမင်္ဂလာပါဒေါ်ဆန်းယူဒီနေ့ချန်စီယိုကိစ္စကိုအပြီးသက်စီစဉ်ရအောင်လို့သူကပြောလိုက်တယ်သူ့အတန်မှာညီညီမှုရှိနေတယ်သူကကျမရဲ့သားနေဝင်းနဲ့ဦးမြတ်မင်းအကြောင်းကိုမေးခွန်းထုတ်မှာမဟုတ်ဘူးသူကကျမရဲ့ဆုံးဖြတ်ချက်ကိုစောင့်နေခဲ့တာကျမသူနာကိုရှောင်သွားခဲ့တယ်ကိုမျိုးမနေ့ညကကျမသားနေဝင်းလာခဲ့တယ်သူကကျမတို့ရဲ့ဆက်ဆံရေးကိုရက်တန့်ဖို့တောင်းဆိုခဲ့တယ်မဟုတ်ရင်သူတို့မိသားစုကကျမကိုစွန့်လွတ်မယ်တဲ့လို့
ကျမတိုက်ရိုက်ပြောလိုက်တယ်ကိုမျိုးကချက်ချင်းတိတ်ဆိတ်သွားတယ်သူကတစ်သားပြောက်ကိုကင်ထားတဲ့လက်ကတင်းကျပ်သွားတာကိုကျမမြင်လိုက်တယ်သူကစိတ်မပြတ်ဘူးဒါပေမဲ့ဝမ်းနေမှုကသူ့မျက်လုံးထဲမှာခဏတာမြင်လိုက်ရတယ်ကျွန်တော်သိခဲ့တယ်အဲ့ဒါကဖြစ်လာမှာပဲခမည်းမှာရွေးချယ်ခွင့်ရှိတယ်ဒေါ်ဆန်းယူကျွန်တော်တို့ဒီလိုမျိုးချစ်ချင်းမြတ်တာကအခခင်ငယ်အရန်ကြီးမှနေခဲ့ရင်ခမည်းကျမကိုစွန့်လွတ်နိုင်ပါတယ်လို့သူကတင်းငိမ့်နဲ့အထံနဲ့ပြောလိုက်တယ်သူကကျမရဲ့ဘဝကိုလွတ်လပ်ဖွင့်ပေးခဲ့ပြီသူကကျမရဲ့ဆုံးဖြတ်ချက်ကိုလေးစားတယ်ဒါပေမဲ့သူ့ရဲ့စကားလုံးတွေကကျမရဲ့နှလုံးသားကိုပို့ပြီးတော့နာကျင်စေခဲ့တယ်ကျမကောင်းရမ်းလိုက်တယ်မဟုတ်ဘူးကိုမျိုးကျမမင်းကိုစွန့်လွတ်မှာမဟုတ်ဘူးကျမဘဝရဲ့နှစ်ပေါင်း60မှာလူနေရဲ့စီးမင်းတွေကိုလိုက်နိုင်ရင်တကယ်တမ်းပေတော့မှပျော်ရွှင်ခဲ့တာမဟုတ်ဘူးဆိုတာကိုကျမသိလိုက်ရတယ်ကျမစကားတန်ကပြတ်သားနေခဲ့တယ်ကျမရှိကိုတလန်းတိုးလိုက်ပြီးသူ့လက်ထဲမှာကင်ချတဲ့ကရိယာကိုအသားရဖယ်ရှားလိုက်တယ်နေဝင်းနဲ့မိသားစုကကျမကိုစွန့်လွတ်မယ်ဆိုရင်လေစွန့်လွတ်ပါစေကျမနှစ်60ရှိပြီကျမမှာလွတ်လပ်စွာချစ်ပိုင်ခွင့်ရှိတယ်မင်းကကျမကိုအသက်ပြန်ရှင်လာအောင်လုပ်ပေးခဲ့တယ်ကျမရဲ့နှလုံးသားကအသက်အရွယ်ကိုမထိန်ချုပ်နိုင်ဘူးလူကျမပြောလိုက်ပြီးသူ့ရဲ့မျက်နှာကိုနှစ်ဦးသဘောတူညီမှုနဲ့ပြင်းထန်နှမ်းရှုံလိုက်တယ်ဒီနှမ်းရှုံမှုနဲ့လွေးခဲမဟုတ်ဘူးဒါဟာပိုင်ဆိုင်ကြောင်းကြည်နာချက်တစ်ခုပဲသူကပြန်နှမ်းရှုံတယ်အဲ့ဒီနောက်မှာတော့သူကကျမကိုခတ်တင်းတင်းပွေးဟလိုက်တယ်ခဏရတကယ်ရဲရွံ့နေတော့ဆန်းယူလူသူကပြူလိုက်တယ်အချစ်ဆိုတာရဲရွံ့မှုလိုကတ်တဲ့ကိုမျိုးအသက်ကိုကယူးမဆိုင်ဘူးလို့ကျမပြန်ဖြေလိုက်တယ်ကျမတို့ရဲ့အကြည့်တွေကနေရောင်အောက်မှာစုံတွေ့နေကြတယ်ကျမတို့နှစ်ယောက်လုံးလူမှုရေးအတားအဆီးကိုဖျက်တွေးပြီးချန်စီယိုကိစ္စမဟုတ်တော့ဘူးဒါဟာကျမတို့ရဲ့ဘဝအသစ်ကိုစတင်တဲ့နေ့ဖြစ်တယ်ကျမတို့ရဲ့ဇလန်းဟာအခုမှပဲစတင်ခဲ့တယ်ဒါဟာနောက်ကျသွားတဲ့အချစ်ဖြစ်ပေမဲ့အခုမှပဲအစ်စ်ဖြစ်လာခဲ့တယ်ဒီလိုမျိုးစိတ်ဝင်စားစရာဇလန်းတွေကိုနောက်ထပ်နားထောင်ခြင်းရင်ကျမတို့ရဲ့ရုပ်သံ channel ကိုစင်ကြီးသွင်းပြီးနှစ်သက်ကြောင်အားပေးမှုပြုခဲ့ဖို့မေတ္တာရပ်ပါတယ်ပြီးတော့အမြင်ဖလက်မြာရမှမှချက်မှာဒီဇလန်နဲ့ပတ်သက်ပြီးတင့်ရခန်းစားချက်တွေကိုပြောပြတော့ပါအောင်ကျမတို့နားထောင်ဖို့အသင့်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်